လုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ကျွန်တော်တို့အမွေနဲ့ပတ်သက်ပြီးတော့ပဲထပ်ပြောမယ်အမွေနဲ့ပတ်သက်ပြီးထပ်ပြောမှာကဟုတ်လို့ကျုပ်တဲ့အတွက်ကြောင့်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်တစ်စင်ချင်းနားလည်အောင်လို့ကျွန်တော်တို့ပြောချင်းဖြစ်တယ်ပထမတစ်ပိုင်းလုံးကဒီသားသမီး6မျိုးအမွေဆက်ခံနေတဲ့သားသမီး6မျိုးအမွေဆက်ခံနိုင်ခြင်းမရှိတဲ့သားသမီး6မျိုးနဲ့သားသမီးတွေကဘယ်အခါမှအမွေဆက်ခံလို့မရတော့ဘူးဆိုတဲ့ကိစ္စကိုဆွေးနွေးခဲ့တယ်ပြီးတော့သားသမီးအမျိုးအစားတွေနဲ့သားသမီးအမျိုးအစားတွေရပိုင်ခွင့်အမွေဘယ်နှပုံရမယ်ဘယ်လောက်ရမယ်ဆိုတော့ကျွန်တော်ရှင်းလင်းခဲ့ပြီးပါပြီဒီတစ်ခေါက်ကတော့ကျွန်တော်တို့အမွေနဲ့ပတ်သက်ပြီးတော့ပဲဒီအမွေကိုအမွေဆိုတာဘာလဲဆိုတာပြောမယ်နောက်ပြီးတော့ဒီအမွေကိုစက္ကန့်နဲ့နီးနှစ်မျိုးအကြောင်းပြောမယ်နောက်ပြီးတော့အမွေစက္ကန့်နဲ့ပတ်သက်ပြီးတော့မူ2ရက်ရှိတယ်အမွေစက္ကန့်မူ2ရက်ရှိတယ်ဒါကိုလည်းပြောမယ်နောက် family tree လို့ခေါ်တဲ့ဆွေစဉ်မျိုးဆက်ဇယားလေးလည်းပြောမယ်ပေါ့အဲ့တော့ကျွန်တော်တို့ပထမအဆင့်အနေနဲ့ဒီမြန်မာမှုနယ်ပယ်မှာတူးနဲ့တူသွေးသားတော်ဆက်သွားကြတယ်ဆိုရင်ဆွေမျိုးတော်တယ်လို့ပြောတယ်ဆွေမျိုးတော်တယ်ဆိုတော့ကျွန်တော်ရဲ့ဘိုးဘွားဘီပင်တွေရှိတယ်ကျွန်တော်တို့အောက်မှာအစုံတွေရှိမယ်အဲ့ဒီလူတွေကိုကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဓလေ့အရစာအုပ်စာတမ်းနဲ့မှတ်သားထားတာလို့မရှိဘူးအုံနောက်နဲ့ပဲမှတ်သားတယ်အဲ့တော့ကိုဘိုးဘေးဘီပင်ကဘသူတွေဆိုတာကိုပါဇက်နဲ့လက်ကမ်းခဲ့တာပဲရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့တော့ဘာလို့ထားတင်လဲဆိုရင်ဒါတွေကိုဘိုးဘေးဘီပင်တွေကိုသိဖို့ကိုယ့်ရဲ့နောင်လာနောက်သားတွေသိဖို့အတွက်မှတ်တမ်းပြုစုပြီးတော့စာတမ်းလေးတစ်စောင်စာအုပ်လေးတစ်စောင်တော့မှဒီလိုလက်ဆင့်ကမ်းပြီးတော့ထားခဲ့တဲ့နဲ့ဆိုတော့ကျွန်တော်တွေ့ရှိရတယ်ကျွန်တော်ပြောမှာကတော့ကျွန်တော်ကြုံကိုကြုံရမယ်ရွှေစင်မျိုးဆက်ဇယားလေးအကြောင်းပြောမယ်ဒါဆိုရင်ရွှေစင်မျိုးဆက်ဇယားလေးအကြောင်းပြောရင်ကျွန်တော်တို့မှာအစံ80ရှိတယ်အစံ80မှာဘာဘူဘေးဘီဘင်ဘောင်ဘတ်ဆိုရှိတယ်အဲ့တော့ဘာဘူဘေးဘီဒီပြဿနာမရှိဘူးဘေးဘောင်လို့တစ်မျိုးခေါ်တာလည်းရှိတယ်ဘောင်ကိုညှောက်လို့ခေါ်တာလည်းရှိတယ်ဖေ့ကိုအဘဲလို့ခေါ်တာလည်းရှိတယ်အဲ့တော့ဘာဘူဘေးဘီဘင်ဘောင်ဘတ်တစ်မျိုးရှိမယ်ဘာဘူဘေးဘီဘောင်ဘာဘူဘေးဘီဘင်ညှောက်စစ်ဆိုပြီးတော့လည်းတစ်မျိုးရှိမယ်ဘာဘူဘေးဘီဘောင်ဘောဘဲဆိုပြီးတော့လည်းတစ်မျိုးရှိတယ်သို့တော့မိတို့ပင်ရှိစေကမူအဖော်ပဲပြောင်းတာဖြစ်တယ်အဲ့တော့လုံးဝမှတ်ထားမှာကကျွန်တော်တို့လွယ်လွယ်ကူနဲ့မှတ်သားနိုင်မှာတော့ဘာဘူဘေးဘီဘင်ဘောင်ဘတ်ဒါကိုအလွယ်တကူမှတ်ထားပါဒါတော့ကျွန်တော်ရဲ့အစံ80ဖြစ်ပါကျွန်တော်ရဲ့အစုံ80ရှိတယ်အစုံ80ဆိုတာကကျွန်တော်ရဲ့အောက်ကမွေးလာမဲ့သားညီမြစ်တီတွတ်ကျွတ်ဆက်ဆိုပြီးတော့အစုံ80ရှိတယ်အဲ့တော့သားမြစ်မြစ်တီကျွတ်ကိုမြော့လို့လည်းခေါ်တယ်သားမြစ်မြစ်တီမြော့ကျွတ်ဆက်လို့လည်းခေါ်လို့ရတယ်နော်နောက်တစ်ခုကတော့သားမြစ်မြစ်တီကျွတ်ဆက်ကျွတ်ဆက်မှာဆက်ကိုကျွတ်ဆက်လို့လည်းခေါ်တာတစ်မျိုးရှိတယ်မိတို့ပင်အခေါ်တွေပြောင်းလဲစေကမူအစုံ80မှာလွယ်လွယ်ကူနဲ့မှတ်သားရမှာကသားမြစ်မြစ်တီကျွတ်ဆက်လို့ပဲမှတ်သားပါဒါဆိုရင်အစံ80အစုံ80ဖြစ်ပါတယ်အဲ့တော့အစံ80အစုံ80အမွေရှင်လူတယောက်မှာဥစ္စာပစ္စည်းကြံမှအမွေရှင်ဖြစ်မှာပေါ့တရားသားတယောက်ဖြစ်မယ်ဥစ္စာပစ္စည်းမကြံဘူးဆိုရင်သူကအမွေရှင်မဖြစ်နိုင်ဘူးသူစီကလည်းဘယ်သူမှအမွေမတောင်းတောင်းစရာလည်းမလိုအပ်ဘူးဘာဖြစ်လို့လဲရစရာမှမရှိတာဟုတ်အဲ့တော့တောင်းမှမဟုတ်ဘူးအဲ့အမွေရှင်ကိုကျွန်တော်တို့အရက်စကားနဲ့နားလည်အောင်ပြောရရင်ပစ္စည်းပိုင်ရှင်လို့ပြောမယ်ပစ္စည်းပိုင်ရှင်မှာ2မျိုးရှိနိုင်တာပေါ့တစ်ဖက်ကမိဘဘိုးဘွားရှိနိုင်တယ်နောက်တစ်မျိုးကတော့ညီကိုမောင်နှမဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးဆိုပြီးတော့လည်းဖြစ်နိုင်တာပေါ့အဲ့တော့သူတို့ကပစ္စည်းပိုင်ရှင်တွေဖြစ်နိုင်တယ်ပစ္စည်းပိုင်ရှင်တွေဖြစ်တယ်အဲ့တော့သူတို့အမွေရှင်လို့ခေါ်မယ်အဲ့တော့နီး2မျိုးနဲ့အမွေဆက်ခံခွင့်ရရှိတဲ့သူတွေရှိတယ်နီး2မျိုးနဲ့အမွေဆက်ခံခွင့်ရရှိတယ်ပထမနေရာတော့မိဘသားသမီးညီကိုမောင်နှမအချင်းချင်းအမွေ
ရရှိနိုင်တယ်ဒုတိယနည်းကတော့ဥပဒေပြဋ္ဌာန်းချက်အရစက္ကန့်ရရှိတဲ့ဆွေစဉ်မျိုးဆက်ကိုဒုတိယအနေနဲ့အမွေရရှိခြင်းလို့ခေါ်တယ်အဲ့တော့ဥပမာအနေနဲ့ဆိုရင်ကျွန်တော်လင်းနဲ့မယားမွေးစားမိဘနဲ့မွေးစားသားသမီးနောက်လက်ထက်စာချုပ်နဲ့လက်ထက်စာချုပ်တွေနဲ့နောက်မွေးစားစာချုပ်တွေနဲ့မိသားစုဥပဒေပြဋ္ဌာန်းချက်တွေရဆွေမျိုးတော်ဆက်လာတယ်ရှိလင်းနဲ့မယားနှစ်ယောက်ဟာပေါင်းဖက်ခြင်းမရှိဘူးဆိုရင်တယောက်နဲ့တယောက်တစ်စိမ့်နေပဲသူတို့ကလက်ထပ်ပြီးတော့ယူလိုက်ပြီဆိုတာနဲ့ဆွေမျိုးဖြစ်သွားပြီပေါ့ဒါကြောင့်မလို့ဒုတိယနီလန်နဲ့မှာဒါကိုပြောချင်းဖြစ်တယ်ဒါဆိုရင်နီးနှစ်မျိုးနဲ့အမွေဆက်ခံခွင့်ရရှိပုံနှစ်မျိုးနားလည်ပြီပေါ့ဒါဆိုရင်ဆက်ခံတာဘယ်လိုဆက်ခံတယ်လဲဆက်ခံခြင်းမှာလင်းသိရင်မရဆက်ခံတယ်ဒါအားလုံးသိတယ်မရသိရင်လင်းရဆက်ခံတယ်ဒါလည်းအားလုံးနားလည်တယ်မိဘသိရင်သားသမီးရဆက်ခံတယ်ဒါလည်းသိကြတယ်အကိုမသိရင်တော့ညီမတွေကဆက်ခံတယ်ဒါကိုနားလည်ဖို့အတွက်နောက်ပိုင်းမှာအမွေအရာစုံနိုင်ရင်မဆန်ရအမွေအရာစုံနိုင်ရင်အထက်သို့မဆန်ရဆိုတဲ့ဥစ္စာလေးကိုစာသားလေးကိုနားလည်အောင်လို့ဒါကိုရှင်းပြခြင်းဖြစ်တယ်နောက်တစ်ခုကတော့အမွေပုံပစ္စည်းဘယ်နှမျိုးရှိတယ်လဲအမွေပုံပစ္စည်း2မျိုးပဲရှိဥပဒေကပြောမယ်အမွေပုံပစ္စည်းဘယ်နှမျိုးရှိလဲ2မျိုးရှိတယ်ဘာလဲရွှေပြောင်းနိုင်တဲ့ပစ္စည်းနဲ့မရွှေပြောင်းနိုင်တဲ့ပစ္စည်းရွှေပြောင်းနိုင်တဲ့ပစ္စည်းနဲ့မရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုကြမ်းကိုင်နဲ့ပြောရင်နားလည်မှာမဟုတ်ဘူးအများနားလည်တဲ့စကားနဲ့ပြောမယ်လူတယောက်သေးတယ်ပစ္စည်းတွေကြံခဲ့တယ်သူကြံခဲ့တဲ့ပစ္စည်းဟာအိမ်မြေစက်ရုံအစရှိတဲ့မရွှေမပြောင်းနိုင်တဲ့ပစ္စည်းတွေဖြစ်နေမယ်ဆိုရင်ဒါမရွှေမပြောင်းနိုင်တဲ့ပစ္စည်းလို့အလွယ်မှတ်ပါလူတယောက်သေးတယ်သူ့မှာကားတွေဆိုင်ကယ်တွေစက်ဘိန်းတွေရွှေတွေငွေတွေဗန်ရှင်းတွေစိုင်နာမယ်တွေကုန်အမှတ်တစိတ်တွေကြံခဲ့တယ်အဲ့ဒါအလွယ်မှတ်ပါမရွှေမပြောင်းနိုင်တဲ့ပစ္စည်းပေါ့ဒါဆိုရင်အမွေမှာ2မျိုးပဲရှိတယ်ရွှေပြောင်းနိုင်မရွှေမပြောင်းနိုင်တဲ့ပစ္စည်းနဲ့ရွှေပြောင်းနိုင်တဲ့ပစ္စည်းဆိုပြီးတော့2မျိုးပဲရှိအဲ့တော့ဘန္နာသိန်းနဲ့အစိုးရဘန္နာသိန်းခံရတတ်တယ်ဘယ်အခါမှာအစိုးရဘန္နာသိန်းခံရတတ်လဲအမွေရှင်တည်တဲ့အချိန်မှာအမွေတွေကြံခဲ့တယ်ဒါပေမဲ့အဲ့ဒီကြံခဲ့တဲ့အမွေတွေကိုအမွေဆက်ခံမဲ့လူရှိရင်အမွေရမယ်အမွေဆက်ခံတဲ့လူလုံးဝမကြံခဲ့ဘူးဆိုရင်နိုင်ငံတော်အစိုးရနေပြီးတော့နိုင်ငံတော်ဘဏ္ဍာပြည်သိမ်းခံရမယ်အဲ့တော့နိုင်ငံတော်ကဘဏ္ဍာသိမ်းတာနဲ့ပတ်သက်ပြီးတော့လည်းနားလည်ပြီပေါ့နော်အဲ့တော့ဘယ်သူတွေကအမွေစားအမွေခံနေလဲဘယ်သူတွေကအမွေစားအမွေခံလဲဆိုတာဥပမာလေးနဲ့ရှင်းပြမယ်လင်းသေးတယ်မယားကအမွေစားအမွေခံမယားသေးရင်လင်းကအမွေစားအမွေခံဖြစ်တယ်သားသမီးကအမွေစားအမွေခံဖြစ်လာသေးလားမဖြစ်လာသေးဘူးလင်းသေးတယ်မယားစီရောက်တယ်မယားသေးတယ်လင်းစီရောက်တယ်သားသမီးစီကိုမစင်းဘူးစင်းရန်အကြောင်းလည်းမရှိသေးဘူးအဲ့တော့တေသူရဲ့အမွေကိုကြံရတဲ့သူကနော်ထွင်းချက်မရှိအကုန်ရရမယ်သူတို့လင်မယားအချင်းချင်းအသက်ရှိစဉ်တော့ရံပဲဖြစ်ချစ်ပဲချစ်မချစ်ပဲမချစ်နော်ပြည်လေသည်ဖြစ်စေအိမ်တော်ရေးပြည်လေသည်ဖြစ်စေမပြည်လေသည်ဖြစ်စေတရားဝင်သူတို့ချင်းချင်းမကွာမရှင်းရသမျှကာလပတ်လုံးတော့မပေးခြင်းလည်းမရဘူးမဆိုင်ခြင်းလည်းမရဘူးပဲ့လို့လည်းမရဘူးကြံရတဲ့ယောက်ျားဆိုရင်ယောက်ျားရမှာပဲမိန်းမကြံမိန်းမယောက်ျားအမွေရမှာပဲဒါဆိုရင်ဘယ်သူကအမွေစားအမွေခံလဲဥပမာတစ်ခုရှင်းမယ်ဟုတ်ပြီနော်နောက်ဥပမာတစ်ခုပြောမယ်မိဘသေးတယ်သားသမီးတွေကအမွေစားအမွေခံမယ်ဒါရှင်းလေးပဲမိဘကိုပြုစုသည်ဖြစ်စေမပြုစုသည်ဖြစ်စေသူကဆိုမိုက်ဒီသားသမီးကိုချစ်မုံခွဲခြားလို့မရဘူးအားလုံးကိုအမွေအညီများခွဲပေးရမှာပဲပေးခဲ့ရမှာဟုတ်ပြီနော်ဒါဥပမာတစ်ခုအဲ့တော့အမွေစားဘသူတွေကအမွေစားအမွေခံတွေဖြစ်လာနောက်တစ်ခုကကိတ်ကြီးမသားသမီးမွေးစားမိဘသိရင်မွေးစားသားသမီးကအမွေအကုန်ရမယ်ဘယ်အားလွယ်လို့လဲဆိုတော့မွေးစားမိဘမှာသားရင်သမီးရင်မရှိဘူးဆိုရင်အမွေအားလုံးကိုဘသူရှိဆင်းမလဲကိတ်ကြီးမသားသမီးမွေးစားသားသမီးရှိကိုပဲဆင်းမယ်အဲ့တော့တွေ့သူရဲ့သွေးသားတွေဖြစ်တဲ့တူမတွေညီကိုမောင်နှမတွေဟလာအမွေမရနိုင်ဘာဖြစ်လို့လဲမျိုးဆက်ဝေးတယ်မျိုးဆက်